ရွှေရောင်နေတဲ့ရဲ့3D မိတ်ဆွေတင်ငယ်ချင်းတွေအားလုံးမင်္ဂလာပါနေ့မှာဆိုတော့ထူးခြားတဲ့နေ့တစ်နေ့ပေါ့နော်ဓမ္မစကြာနေ့ဒုတိယဝါဆိုလပြည့်နေ့မှာကျွန်တော်မိတ်ဆွေများကိုဒီလိုအေးပြီးတော့ပန်းလွန်မှုရအောင်ပေါ့နော်တိတ်နဲ့2မိနစ်ပေါ့နော်ဒီမှာဇွန်မန်းလေးအိမ်ရပွဲနာလေးမှုရေးပြီးတော့နော်မိတ်ဆွေများလည်းဒီလိုအေးပြီးပန်းလွန်မှုရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ပေါ့နော်ကဲအခုဒီတစ်ပတ်မှာဓမ္မစကြာနေ့ဟောပေါ့ကျွန်တော်14ချိန်မြောက်တဲ့ဒုတိယမြောက်ဖိုင်ကိုကျွန်တော်လှလှပပသုံးသပ်ပြီးတော့ပြသပေးမယ်ပေါ့နော်ထူးခြားတဲ့နေ့တစ်နေ့လေးမှာမိတ်ဆွေများလည်းထူးထူးခြားခြားလေးကြည့်ရှုခံစားနိုင်အောင်ကျွန်တော်ပြသပေးမယ်ပေါ့နော်သူကတော့သူအလုပ်လုပ်တဲ့ပုံစံလေးကတော့သူကတော့တက်ကတ်တယ်လည်းမဟုတ်ပေါ့နော်တချို့ကြတော့ဟို၄ကတ်မကြိုက်ဘူးလား3ကတ်ကြိုက်တာရှိတယ်ဒါပေမဲ့သူကသူ့တကယ်လာတဲ့လမ်းကြောင်းက9ကတ်လိုင်းနဲ့လာနေတဲ့လမ်းကြောင်းတစ်ခုပေါ့နော်ဒီကတ်အမှ၄ကတ်နဲ့ယူမယ်ဆိုရင်ကဏ္ဍတစ်မျိုးထွက်တယ်ကဏ္ဍนี่ကျန်တဲ့ကဏ္ဍนี่ထွက်တယ်ပေါ့နော်ကျွန်တော်9ကတ်နဲ့ယူမယ်ဆိုရင်10ခွဲလိုက်အဲ့10ခွဲလိုက်နေရာမှာကျွန်တော်ကပြန်ပြီးတော့သုံးသက်ပြီးတော့မိတ်ဆွေများကိုပြန်ပြီးတော့လှပပသုံးသက်ပြသပေးမယ်ပေါ့နော်ကဲတစ်ချက်ကြည့်အောင် subscribe လေးတွေ like လေးတွေနှိပ်ပြီးတော့အားပေးထားနိုင်တယ်ပေါ့နော်ချီအောင်နေ့တစ်ကိုကြည့်ရှုတဲ့မိတ်ဆွေတူတိုင်းတယောက်တိုင်းကျမ်းမာခြင်းချမ်းသာခြင်းနဲ့လှပပေါ်များခြင်းတွေပြည့်စုံကြပါစေကဲဒါထူးခြားတဲ့ဓမ္မစကြာနေ့လေးမှာဆုမကောင်းတောင်းပြီးတယ်ပေါ့နော်အားလုံးမင်္ဂလာပါကဲစပြီဗျကျွန်တော်တို့ဒီတိုင်မင်လေးတစ်ခုမှာပေါ့နော်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ပေါ့5ချိန်မြောက်မှာသူတို့အလုပ်လုပ်ထားတဲ့ဟာလေးတွေကိုကျွန်တော်တို့ကစပြီးတော့လေ့လာကြည့်တော့မှာပေါ့နော်အဲ့ဒီမှာသူလုပ်ထားတဲ့ဟာလေးတွေကထူးခြားခြားလေးတွေရှိတယ်ပေါ့နော်ဘယ်လိုထူးခြားလေးတွေရှိတယ်လဲဆိုရင်သူက9ကတ်လိုင်းနဲ့လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်9ကတ်လိုင်းကိုပဲယူဆပြီးတော့သုံးသပ်ပြီးတော့ပြပေးမယ်ပေါ့ဗျာနော်ဒီလိုင်းတစ်ခုမှာဒီဟာလေးကအရင်စရအောင်ဒီနေရာလေးကအရင်စရအောင်ဒီမှာပေါ့နော်ဒီမှာဘယ်လိုသွားထားအောင်ဆိုလို့ရှိရင်အားလုံး subscribe လေး like လေးနှိပ်ပြီးတော့အားပေးထားနိုင်တယ်ပေါ့နော်ဒီမှာ9ထိပ်စီးလို့ကစားထားတယ်4ထိပ်စီးလို့ကစားထားတယ်9 4အဲ့ဒီမှာ3လို့ကစားထားတယ်ဒီမှာ2လို့ကစားထားတယ်ကျွန်တော်ဒီတုန်းက9ကတ်ကြီးလို့ပြီးပါမလားလို့ယူဆခဲ့တယ်ပေါ့နော်အဲ့ဒီမှာ1ထိပ်စီးထွက်သွားခဲ့တယ်ပေါ့နော်9 4 3 2 1 9 4 3 2 1လို့ကစားသွားတယ်ပေါ့နော်9ထိပ်4ထိပ်3ထိပ်2ထိပ်1ထိပ်ဆိုပြီးတော့9ကတ်တောင်ကစားသွားတယ်ပေါ့နော်ဒါရင်မဲ့လား9ကတ်ကစားတာဆိုရင်မဟုတ်သေးဘူးပေါ့နော်အဲ့ဒီ9ကတ်ကစားတဲ့ဟာလေးတွေကိုကျွန်တော်ပြပေးဦးမယ်ပေါ့နော်ကဲတစ်ချက်ကြည့်ရအောင်ဒီမှာသူကအဲ့ဒီမှာအဲ့လိုတွေကစားထားပြီးတော့ဒီအောက်မှာလေကျွန်တော်တို့က9ကတ်တွေကစားထားတယ်ပေါ့နော်သူဘယ်လိုကစားထားတုံးဆိုရင်ဒီလိုလေးတွေရှိတယ်ပေါ့ဗျာနော်ကျွန်တော်ပြပေးမယ်ဟဲ့မကြည့်သူက9ဒီလိုင်းက9ကတ်ဖြစ်နေတယ်ပေါ့နော်ဒီမှာဒီအခွနဲ့အဲ့ဒီထိတ်နဲ့ပေါင်းချင်းဒီခွန်လို့ကစားထားတယ်ဒီအခွနဲ့အဲ့ဒီထိတ်နဲ့ပေါင်းချင်းဒီ8လို့ကစားထားတယ်ခွန်8ဒီမှာ9လို့ကစားထားတယ်ခွန်8 9အဲ့ဒီမှာ10တိအောင်ကစားတယ်ဗျာနော်ခွန်8 9 8 10ဟော17ကတ်ဒီကစားသလားဟုတ်9ကတ်ဒီကစားသလားကြည့်အောင်ပေါ့နော်ဒီမှာ17လို့သွားထားတယ်ပေါ့နော်5 6 9 8 9 3 1တိအောင်သွားတယ်ဒီမှာကခွန်8 9 10 17ဆိုတော့1ကတ်2ကတ်3ကတ်4ကတ်5ကတ်ကိုသွားကစားထားတယ်ပေါ့နော်ဒီမှာခွန်8 9 10 17တိအောင်5ကတ်ကစားထားတယ်ဗျာနော်ဒါကဒီမှာကျွန်တော်တို့ကတစ်ထိပ်စီးနဲ့ပေးပါမလားလို့5ကတ်ကျွန်တော်တို့ယူဆခဲ့တယ်ဒီမှာဒါပေမဲ့ပေးခဲ့တယ်ပေါ့နော်ဒါက9ကတ်လည်းပေးပါတယ်ဆိုတဲ့ဟာကိုပြောတော့4ကတ်တွေနဲ့အပြီးရှင်းတာလည်းရှိပါတယ်ပေါ့နော်တချို့ကအပြီးမရှင်းဘူးဆိုတာဒါပေမဲ့ဟိုအပြီးမရှင်းတာတော့များတယ်ပေါ့နော်အပြီးရှင်းတဲ့ဟာကြီးလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်အရင်ဖိုင်လေးဒီမှာကြည့်ခဲ့ရတဲ့လူတွေလည်းရှိမယ်ပေါ့နော်ဟိုအရင်တစ်နှစ်ကဆိုရင်2-1ဆိုတဲ့ကဏ္ဍကိုဒါ4ကတ်နဲ့အပြီးရှင်းကစားပြခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်အရင်ကတည်းကအကြည့်ရှုအားပေးတဲ့မိတ်ဆွေများဆိုသိလိမ့်မယ်ပေါ့နော်2-1မှာ4ကတ်နဲ့အပြီးရှင်းခဲ့တယ်နော်အဲ့တော့9 4 3 2 1ကလည်း9ကတ်ကစားထားတယ်ပေါ့ဗျာနော်ဒီမှာလည်းခွန်8 9 3 1တိအောင်ဒီမှာ9ကတ်ကစားထားတယ်အဲ့လို9ကတ်ကစားထားပြီးတော့နောက်ထပ်နော်အဲ့လိုလေးကစားထားတယ်ဗျအဲ့ဒီမှာအဲ့လိုကစားထားပြီးတော့နောက်ထပ်ဘာတွေရှိသေးတော့ဆိုရင်သူလှုပ်တဲ့ဟာလေးတွေကိုကျွန်တော်ပြပေးမယ်ပေါ့နော်သူလှုပ်နေတဲ့ဟာလေးတွေကိုအဲ့ဒါလေးတွေလှုပ်ပြီးမှဘယ်လိုဟာမျိုးကစားရမယ်ဆိုတာကိုသုံးသပ်ပြီးတော့ပြပေးမယ်ပေါ့နော်အဲ့တော့9ကတ်ကိုအဲ့လိုကစားထားပြီးတော့အဲ့ဒီ3ထိပ်စီးရယ်ဒီ3ထိပ်စီးရယ်အဲ့ဒီ3ထိပ်စီးရယ်ဒီဘက်ကရှေးပေါင်းချင်း8ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်ပေါ့နော်အဲ့ဒီမှာ
တုံညာထိတ်ရဒီဘက်ကခွန်တုံညာအတွဲရလေရှစ်လိုပဲရတယ်ဗျာနော်အဲ့ဒီမှာတစ်ထိတ်စီးနဲ့ဒီဘက်ကတုံညာခွန်အတွဲနဲ့ကလည်းရှစ်လိုပဲရတယ်ပေါ့နော်ဒီမှာလဲခွန်ထိတ်ရလေးခွန်အတွဲရဒီမှာရှစ်လိုပဲရတယ်ပေါ့နော်တစ်ကက်နှစ်ကက်သုံးကက်လေးကက်တောင်ကစားထားတယ်ပေါ့နော်အခုဒီမှာငါးကက်ကစားသလားကြည့်အောင်အဲ့ဒီမှာလေးထိတ်စီးနဲ့ဒီဘက်က86အတွဲနဲ့လေရှစ်ဆိုတော့ကဏ္ဍကိုပဲအလုပ်လုပ်ထားတယ်ပေါ့နော်အားလုံးရှစ်တည်ကြီးပဲနော်ဒီမှာ3 3ည5ဒီ8လို့ကစားထားတယ်3ည1ခွန်ကလည်း8ပဲကစားထားတယ်1ခွန်3ညလည်း8ပဲကစားထားတယ်ခွန်4 8ကလည်း1ပဲကစားထားတယ်4 8 6ကလည်း8ပဲကစားထားတယ်ပေါ့နော်ဒီ line မှာအဲ့ဒါ5ကက်ဒီနားမှာ5ကက်ဖြစ်တည်နေတယ်ဆိုတာကိုကျွန်တော်ပြပေးတာပေါ့နော်အဲ့တော့ဒါလည်း5ကက်ပဲကစားထားတယ်တူတယ်အားလုံး8တည်ကြီးပဲ3 3ည5 8 3ည1ခွန်8 1ခွန်3ည8ခွန်4 8က8 4 8 6က8လို့ပဲကစားထားတယ်เนาะအောက်မှာလည်း5ကက်ကစားထားတယ်ဒီမှာလည်းအဲ့လိုကစားထားသည့်အတွက်ကြောင့်5 4 3 2 1ဆိုပြီးတော့အဲ့ဒီကိုထိပ်စီးကိုအဲ့ဒါလိုမျိုးလေးတက်သွားခဲ့တယ်ပေါ့เนาะထိပ်စီးကို5ကက်ကစားထားတယ်အဲ့ဒီ line မှာကျွန်တော်တို့ကဒီနားမှာကဲတူတော့အဲ့တော့5 4 3 2 1ရဲ့ဇလန်းကိုပေါ့နော်ကျွန်တော်ပထမကတ်မှာလည်း4 3 2 1နဲ့လားမသိကျွန်တော်ပြထားတာကဏ္ဍလေးရှိတယ်ပေါ့နော်10ခွက် line ကို1 1ကို1 9 1ပြပေးထားတယ်ဒီဘက်မှာတော့1 6ထိပ်စီကိုရိုက်နှစ်တက်တယ်ပေါ့နော်ဒါပေမဲ့ခြားထိပ်စီမှာလည်းရှိတယ်1 6ထိပ်စီရှိတယ်5 3ညထိပ်စီရှိတယ်4ထိပ်စီတစ်လုံးနဲ့လည်းလှလှပပရှိတယ်ပေါ့နော်ရိုက်နှစ်တက်တဲ့ထိပ်စီနဲ့ကစားပြီးတွဲထိုးနေအောင်ကျွန်တော်ပြပေးမယ်ပေါ့နော်ကဲအဲ့တော့ဒီမှာကအဲ့လိုသွားထားပြီးတော့ဒီမှာ1 2 3 4 5ကက်မြောက်မှာကဲတစ်ချက်ကြည့်အောင်ပေါ့နော်အဲ့ဒီ5 4 3 2 1ကို1 2 3 4 5လို့ပြန်သွားရအောင်ပေါ့နော်1 2 3 4 5ကဲဟုတ်ပြီ subscribe လေး like လေးနှိပ်ပြီးတော့အားပေးထားနိုင်တယ်ပေါ့နော်ကဲလာပြီးနေ့ဒီမှာဓမ္မစကြာနေ့မှာထူးထူးခြားခြားလေးဖြစ်သွားအောင်ကျွန်တော်5က line နေနဲ့တုံးတက်ပြီးပြပေးမယ်အဲ့ဒီမှာရှေးပေါင်းချင်း2လို့ကစားတယ်ဒီမှာရှေးပေါင်းချင်းက9လို့ကစားတယ်ဗျာနော်ဒီမှာရှေးပေါင်းချင်းက6လို့ကစားတာတယ်အဲ့ဒီမှာရှေးပေါင်းချင်းက4လို့ကစားထားတယ်ဒီနေရာမှာရှေးပေါင်းချင်းကဘာကစားမလဲပေါ့နော်အဲ့ဒါလေးရှိတယ်အဲ့တော့ဒီနန်းမှာ5 4 3 2 1ကို1 2 3 4 5လို့သွားခြင်းတာအဲ့ဒီ1လို့သွားဖို့ကိုကျွန်တော်တို့ကဒီမှာရှေးပေါင်းချင်း2ရှိတဲ့အတွက်ကြောင့်ဒီဘက်က6ထိပ်စီးလေးနဲ့ပေါင်းလိုက်လို့ရှိရင်1ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်ဒီမှာရှေးပေါင်း9နဲ့ဒီဘက်က3ထိပ်စီးနဲ့ပေါင်းခြင်းဒီ2လို့ရတယ်1 2အဲ့ဒီမှာ3လို့ရတယ်ပေါ့နော်ခွန်ထိပ်နဲ့6 3ညအတွင်းနဲ့ဒီ1 2 3လို့ရတယ်ဒီမှာ4လို့ရတယ်ဗျာနော်ရှေးပေါင်း4နဲ့အဲ့ဒီက3ညထိပ်စီးနဲ့4လို့ရတယ်1 2 3 4ဒီမှာ5တလုံးပဲကျန်တော့တယ်3ရှိတဲ့အတွက်ကြောင့်နော်3ရှိတဲ့အတွက်ကြောင့်ရှေးပေါင်းချင်း2ပေါ့နော်ရှေးပေါင်းချင်း2နဲ့ရှေးပေါင်းချင်း2နဲ့နော်အဲ့ဒီမှာအဲ့လိုလေးရတယ်ရှေးပေါင်းချင်း2နဲ့ကဏ္ဍတစ်ခွက်ကိုအဲ့လိုရတယ်ရှေးပေါင်းချင်း2ဆိုတော့ကျွန်တော်တို့ကကဏ္ဍကြီးကိုချရေးလိုက်မှာပေါ့နော်ရှေးပေါင်းချင်း2ရှေးပေါင်း2ကိုသဘောပေါက်လိုက်ပါတယ်ပေါ့နော်1 2 3 4 5လို့ပြန်သွားခြင်းတာအဲ့တော့6ထိပ်နဲ့ရှေးပေါင်းချင်း1နဲ့ဒီ1လို့သွားတယ်3ထိပ်နဲ့ရှေးပေါင်းချင်း9ဒီ2လို့သွားတယ်ခွန်နဲ့ရှေးပေါင်းချင်း6ဒီ3လို့သွားတယ်1 2 3ဒီမှာ4လို့သွားမှာ3ညထိပ်နဲ့ရှေးပေါင်းချင်း4နဲ့4လို့သွားတယ်ဒီမှာ5လို့ပြန်သွားခြင်းတာ5လို့သွားဖို့ကြီးကိုဒီမှာ3ထိပ်ရှိတဲ့အတွက်ကြောင့်ရှေးပေါင်းချင်း2ဆိုတာကိုအဲ့ဒီလိုမျိုးလေးယူဆသုံးတက်ပြီးတော့လှပပပြပေးလိုက်တယ်ရှေးပေါင်းချင်း2ဒါ5က line ဖြစ်တဲ့အတွက်ကြောင့်5ကတည်းနဲ့ပဲအလုပ်လုပ်တယ်4ကနဲ့ယူရင်4 3ညခွန်ဆိုတဲ့ကဏ္ဍတစ်ခုရတယ်အဲ့ line ကနော်အဲ့လိုလဲရတယ်နော်အဲ့တော့တိုင်းနေတဲ့ဟာကိုယူဆလို့ရတယ်အဲ့တော့ဒီမှာရှေးပေါင်းချင်း2အဲ့တော့ကဏ္ဍကအဲ့လိုရပြီဆိုတော့ကျွန်တော်တို့ကသူ့ကိုဘယ်လိုပြပေးရမလဲအော်ရတယ်ကဲတစ်ချက်ကြည့်အောင်ပါနော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီအဲ့ဒီ3လုံးနေပေါင်းချင်းဒီ3လုံးနေအဲ့ဒီကဏ္ဍတစ်ခုကရှေးပေါင်းချင်း2နဲ့ကျွန်တော်ဗရိတ်ပါချုပ်ပြီးတော့ပြပေးမှာပေါ့နော်ဗရိတ်ကိုတစ်ချက်ကြည့်အောင်ဒီမှာကဏ္ဍကကြနေတဲ့ဟာလေးက3 3ည5ဒီ8 3ည1ခွန်8 1ခွန်3ညဒီ8ခွန်4 8ဒီခွန်4ခွန်ဒီ8 4 8 6ဒီ8လို့ကြာနေတယ်အဲ့ဒီ8ကိုကျွန်တော်က3လို့ပြန်သွားကစားချင်တာနော်ဒီမှာ total break ပေါင်းဒီမှာ total break က1လို့ရှိတယ်ဗျာနော်ဒီ1နဲ့နော်ဒီအပေါ်က2နောက်ပိတ်နဲ့ပေါင်းခြင်းဒီ2နောက်ပိတ်နဲ့ပေါင်းခြင်းဒီ3ဆိုတော့ကဏ္ဍတစ်ခုကိုပြန်ပြီးတော့ရတယ်အဲ့ဒီ break 1နဲ့ဒီ break 1နဲ့နော်အပေါ်က2နောက်ပိတ်နဲ့ပေါင်းခြင်းဒီ3လို့ရတယ်အားလုံး3ပုံဒီပဲဗျာနော်အဲ့ဒီမှာ break က2နဲ့နော်ဒါလေးကကျွန်တော်တွေ့ထားကြပြီဒီကထူးခြားတဲ့နေ့ကြမှာပြပေးမယ်ဆိုကျွန်တော်ခုမှပြပေးလိုက်တာပါနော်
ပရိတ်နှစ်နဲ့အဲ့ဒီကဒီတစ်နောက်ပိတ်နဲ့ပေါင်းခြင်းဒီ3လို့ရတယ်ဗျာနော်အဲ့ဒီမှာ9ကတ်လိုင်းဖြစ်တဲ့အတွက်ကြောင့်9ကတ်ကိုလှလှပပအသုံးသက်ပြတာပေးလိုက်တယ်4ကတ်နဲ့ယူရင်439ခွန်လို့ရတယ်ဒီမှာ665နဲ့ပရိတ်6နဲ့အဲ့ဒီမှာ4နောက်ပိတ်နဲ့ပေါင်းခြင်းဒီလေ3ဆိုတော့ကဏ္ဍတစ်ခုကိုပုံတည်ရတယ်ပေါ့ဗျာနော်အဲ့ဒီမှာဒီပရိတ်နဲ့အဲ့ဒီက9နောက်ပိတ်နဲ့ပေါင်းမှ3လို့ဖြစ်မှာဆိုတော့ကျွန်တော်တို့က10ပရိတ်ဆိုတဲ့ဟာကိုညွှန်းနေပေါ့ဗျာနော်9အပိတ်ရှိတဲ့အတွက်ကြောင့်ဒီမှာ10ပရိတ်ကိုထည့်မှ3ဖြစ်မှာရှေးပေါင်းချင်း2နဲ့ရှေးပေါင်း2နဲ့10ပရိတ်ဆိုတော့ဘယ်လိုကဏ္ဍမျိုးလေးတွေကြိုက်နေတဲ့လဲပေါ့နော်မိတ်ဆွေများကြိုက်နေတဲ့ကဏ္ဍကိုရေးထိုးနိုင်ရတဲ့ပြပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲဒါလေးကိုကျွန်တော်ပြပေးလိုက်တယ်ထိစီးအနေနဲ့အဲ့လိုမျိုးရှိတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကတစ်ချက်ကြည့်အောင်ပေါ့နော်ဒါကရှေးပေါင်းချင်း2နဲ့ရှေးပေါင်းချင်း2နဲ့ပရိတ်10ဆိုတော့ဒီကဏ္ဍ10ဘက်ကိုထွက်တယ်ပေါ့နော်ဒါကျွန်တော်ဇာဝေမှုကိုကြိုက်နေတဲ့တယ်ဆိုလို့ရှိရင်ဒီနံပါတ်ဒီ KB ရှိတယ် Viber ရှိတယ်ပေါ့နော်AB လည်းရှိတယ် KB AB ရှိတယ်နော် Viber လည်းရှိတယ်ပေါ့နော်ဒါတက်နေတက်လို့ရှိရင်ပုံစံပြီးတော့ဝယ်ယူနိုင်ရတဲ့အပြပေးခြင်းဖြစ်တယ်ပေါ့နော်အပိုင်လို့တေချာလို့ဆိုတာမရှိဘူးပေါ့နော်ကျွန်တော်တို့ဒီလိုပြသဖို့အတွက်စာရေးကိရိယာဘိုးတို့ဘာအတွက်ကိုအဲ့လိုမျိုးရောင်းချခြင်းဖြစ်တယ်နော်စာရေးကိရိယာတို့နော်ဒီသုံးဆွဲနေတဲ့ session တွေပေါ့နော်ဒီကလင်နာရီတို့ဒီမှာဒါမျိုးတွေဝယ်ဖို့အတွက်ကိုနော်ဒီလိုမျိုးပါဖြစ်တာနော်ဟုတ်ပြီအဲ့တော့ဒီလိုမျိုးလေးကဏ္ဍရတယ်10ခွက်ရတယ်အဲ့ဒီထဲမှာမှဒါကျွန်တော် user တစ်ခုကိုပြပေးမယ်ပေါ့နော်တကယ်လို့ကဏ္ဍကိုကြုံနေမယ်ဆိုလဲကြုံပြီးလို့ရတယ်အဲ့တော့ဆိုလိုတာရှေးပေါင်းချင်းက2နော်ပရိတ်က8ဆိုတော့ရှေးပေါင်းချင်း2နဲ့ပရိတ်8ကအဲ့ဒီ10ခွက်ရတယ်အဲ့ဒီ10ခွက်ကိုမှဒီ10ခွက်ကိုမှဒါနဲ့ဒီလိုလေးပြန်ကြုံလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့သူက10ခွက်လိုင်းမှညွှန်းထားတယ်ဒီမှာတစ်ချက် subscribe လေး like လေးနှိပ်အားပေးနိုင်တယ်3ရယ်6ကပေါင်းခြင်းဒီ2လို့ရတယ်ပေါ့နော်8က3ရယ်1ကပေါင်းခြင်းဒီကလည်းပုံဒီ2တွေပါပဲနော်4ရယ်8က3ညရယ်ပေါင်းခြင်းကလည်း2လို့ရတယ်2က4ရယ်6ရယ်ပေါင်းခြင်းကလည်း2လို့ပြန်ရတယ်ဒီမှာပြန်ကြုံလို့ရတယ်9ရယ်2ကတစ်ခါထည့်ရင်2ဖြစ်တယ်ရှေးပေါင်းခြင်း2ဆိုရင်116ဆိုတော့ခဏတစ်ခုကိုအဲ့လိုတော့ရတယ်ပေါ့နော်ဒါမိတ်ဆွေများခြိုက်နှစ်တဲ့လို့သုံးလို့ရတယ်ကျွန်တော်ကအဲ့လိုရွေးချယ်ပြီးတော့ပြပေးလိုက်တယ်ကျွန်တော်တို့လောဘကြည့်ပြီးတော့ဟိုဖြစ်နေရဖြစ်တယ်ဒါပေမဲ့ sequel line လေးတွေကရန်တင်တဲ့ဟာလေးတွေကျွန်တော်ပြပေးခြင်းဖြစ်တယ်အဲ့တော့6နောက်ပိတ်ကပြင်က blind ကြီးဖြစ်နေတယ်လို့ user တွေးတော့တဲ့ကတိကပဲပြောမဲ့လူတွေလည်းရှိရင်ရှိမှာပေါ့နော်6နောက်ပိတ်လေးသုံးသပ်ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ရအောင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ရအောင်ဆိုတော့ဒီ3လုံးပေါင်းခြင်းကအဲ့3လုံးပေါင်းခြင်းက4ဆိုတဲ့ကဏ္ဍကိုဒီ3လုံးပေါင်းခြင်းက9လို့ပြန်ခြေထားတယ်နော်4ကို4လို့ပြန်ခြေထားတယ်နော်အဲ့ဒီ3လုံးပေါင်းခြင်းခွန်ကိုဒီ3လုံးပေါင်းခြင်း2နဲ့ပြန်ခြေထားတယ်နော်ဒီ3လုံးပေါင်းခြင်း6ကိုဒီ3လုံးပေါင်းခြင်း6ကိုဒီ3လုံးပေါင်းခြင်း6နဲ့ပြန်ခြေထားတယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းအဲ့ဒီ3လုံးပေါင်းခြင်း2ကိုဒီ3လုံးပေါင်းခြင်းကခွန်လို့ပြန်ခြေထားတယ်ပေါ့နော်အဲ့ဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းက4လို့ရတယ်4လို့ဖြစ်မယ်ဆိုရင်ဒီမှာ4ရဲ့ပါဝါ9လို့ကစားမယ်ဆိုရင်6နောက်ပိတ်6နောက်ပိတ်ရှိတယ်ပေါ့နော်အဲ့ဒီလိုလေးရှိတယ်အဲ့ဒါလေးကိုပြတာပေးလိုက်တယ်ပေါ့နော်ရှာဖွေမှုကိုကြိုက်နေတက်တယ်ဆိုရင်နော်ဒီမှာပုံဆက်ပြီးတော့ဟောဖြစ်နိုင်အောင်လို့ပေါ့နော်ဒီမှာကျွန်တော်မိနဲ့ရွေးချယ်ပါဆိုလို့ရှိရင်တော့116တို့236တို့အဲ့လိုကဏ္ဍမျိုးလေးတွေလည်းကြိုက်နေတက်တယ်ပေါ့နော်236ကျွန်တော်အဲ့ဒါလေးတွေတော့ကြိုက်နေတက်တယ်မိတ်ဆွေများကြိုက်တဲ့ကဏ္ဍကိုရွေးပြီးထိုးနိုင်အောင်တော့ပြပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်သူရဲ့စနစ်ပိုင်းအရအားလုံးခွက်လက်ပါဗျကံကောင်းခြင်းတွေပြည့်စုံကြပါစေဓမ္မစကြာနေ့မှာထူးထူးခြားခြားလေးတွေပြကြပါစေပေါ့နော်အားလုံးခွက်လက်ပါဗျ